妈，好嘞，妈妈吃的西了。ရှိဦးမောင်လေ ဘယ်စီမလဲဒီလောက်ရက်ဘူးစားဖို့ဘိုက်ခေါက်တူဘယ်သူကကြိုက်မှလဲမရဲ့နော် ဘာပြောလဲ မင်းဘွားမှာနံပါတ်1ကဘယ်သူတော့ အမေလေ နံပါတ်2ကော အမေပဲ နံပါတ်3ကော အမေပဲ အဲ့တော့ငါ့ကိုဘယ်နာတော့ထားမအောင် ခရင်ပေါ်မှာထားမယ်လေ ကြည်စမ်းမအောင်နှကန်းလေးဆိုရင်လေနှင်းစီဘူးနှကန်းလေးရဲနေတာပဲကြိုက်တင်ကြလေဟမ်မိုင်နှကုံးမွေးဆိုလည်းကြည့်အောင်စင်းရုံတောင်မျက်ခုံးလေးကော့ပြန်အောင်လန်းနေရပဲတဲရရတယ်နော် မောင်လေးကလည်းမောင်လေးကအဲ့လိုဒဲမြောင်နေတော့မမလေးဘယ်နာသွားနေရမှန်းတော့မသိတော့ တွေးထွက်လာရင်ပြောတော့မကြောက်နဲ့ ဟုတ် ဒါပထမဆုံးက အင်း အရန်နာနေရင်ပြောနော် ဟုတ် အဲ့ဒါဆိုထိုးပြီနော် ဝင်းနေမို့လို့တွေးလာလူတာလေမဒိန်ရုံနဲ့တပ်ပတိပြောနေရလား အေးအပြုတ်ကြီး ဘာတော့ ဘယ်သွားမို့လဲဗျ အပေါက်သွားလို့ဘာလို့မို့လဲ ဟာအတော်ပဲဗျအလုံးတွေများများတယ်အပေါ့တော့မသွားဘူးအပြုတ်နဲ့လူကြုံထည့်ပေးလိုက်ရှင်လို့ရလား ဟဲ့ညစရာလားမตาရဲ့ ပြောလိုက်ရင်တော့ရင်ပတ်ကြီးနဲ့ချစ်တာပါရင်ပတ်ကြီးနဲ့ချစ်တာပါနဲ့နှုတ်ကြတခါမှပြိမတိုင်ဘူး မင်းကနဲ့မေးမလို့ရလား ရတယ်လေ တင်းနဲ့တစ်ပေါင်းရင် နှစ် နှစ်နဲ့နှစ်ပေါင်းရင် လေးလေ လေးနဲ့လေးပေါင်းရော ရှစ် ဒါဆိုရင်ငါနဲ့ညီနဲ့ပေါင်းရောဘာရလဲဟဲ့ဖြေလေး ငါနဲ့နေနဲ့ပေါင်းမှတော့ကလေးတယောက်တော့ရမှာပေါ့ โอเค အပေါက်ကချောင်းတာလေ အမလေးအနောက်ဘောက်ကနေလာချောင်းတာအပေါက်ကြီးမကြီးပဲ အပေါက်ကဘယ်လောက် တိလက်လောက်ရှိတယ် ဟာအဲ့လိုမဖြစ်နိုင်ဘူးနော် ဟမ်အဲ့ဒါဆိုတိလက်လောက်ရှိတယ် အဲ့လိုဆိုလဲချောင်းစရာမလိုတော့ဘူးလေဗျာခင်ဗျာဒီတိုင်းကြည့်ရင်တော့မြင်နေရပြီအဲ့လေ ဟိုအဲ့ဒါဆိုတိလက်လောက်ရှိတယ် အဲ့လိုဆိုလဲကြွလေဝင်ကုန် ထုံးမဲ့နှခါချိုးလေးဖြစ်ချင်ပါတယ်တဲ့နော်ជីဖက်တစ်ချင်ရလို့ပဲနော်အကွာတိတ်ကြပြဆန်တာပဲနော်နှဖားချိုးထုတ်ခါချင်တာတော့နော်ကျမထုံးမဲ့နှဖားချိုးဖြစ်ချင်တယ်ဆိုတော့နော်တိတ်ကြပြဆန်တာပဲရှင်နော်ဟုတ်တယ်နော်အမရင်တော့ဖြစ်ချင်တယ်ဆိုတော့မောင်လေးနဲ့ဒီမောင်လေးနဲ့ဆိုတော့နော်နွားတရှင်းတော့ဖြစ်သွားပါတော့နော်တော့ကျမပြောဆိုရင်ကျန်လိုက်နွားတရှင်းတော့ဖြစ်သွားပါရှင်နော်မကွေးအိမ်အတွက်နော်ရာဆိုင်ဖို့အတွက်တော့နော်နွားတရှင်းရတော့ပါရှင်နော် တကယ်လည်းဒီခွန်ငါစိတ်မကောင်း စစ်တမရရှော့ရှော့မန်းကြနေအောက်မှာတော့ကျွန်မကောမန့်နေတယ်ပါအမေပြည့်ရတဲ့ကွန်းနဲ့လောက်စားနေတာတို့တော့မကြရင်နော်ဗာလေအဲ့လေကွက်ကိုမထုံချဘူးဟောက်လေကွက်ပဲထုံချနာတို့ဘာတို့ညာတို့ဟိုကွက်ထုံချနေဒီကွက်ထုံချနေဆိုရှော့ပြီးပပလေးစိတ်ရှော့မန်းကြတာရှော့အဲ့လိုရှော့မန်းကြနေကျွန်မကနော်ရှင်တို့ပြောစီချင်းတို့ဒီတိုင်းပဲ red bright ပြန်ပြီးစလိုက်တာနော်ရှင်တို့ကျွန်မကနော်အဲ့လိုစောစောကက်ကမန်းကြနေရှင်တို့ โอเค ငါအဖေကိုလည်းငါတရားဆွဲမယ် ဟဲ့ဘာဖြစ်လို့လဲကွာ ငါအမေကိုလည်းငါတရားဆွဲမယ် ဟာရဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဆိုတော့ငါ့ကိုဆောင်ရမ်းချောအောင်မွေးတာလို့